သူနဲ့ငါနဲ့အမှတ်မထင်တွေ့ခဲ့တာပြီးတော့သူနဲ့ငါနဲ့ဘယ်တော့မှပြန်မဆုံနိုင်ဘူးလို့ထင်ထားတာအခုသူနဲ့ငါနဲ့ပြန်ဆုံနေရတယ်အဲ့ဒါဘာတူလဲပြန်လွားမယ်စံနီးဆိုတဲ့လူဆိုးမလေးပဲရှင်ကဒါမျိုးကြလဲမယူပါလားရှင်လဲလူဆိုးပဲပြန်လွားမယ်စံတီမင်းဥတောင်းအဲ့လိုနီးနဲ့စီးုံတာတော့ကောင်းမင်းကမိုးညိုပြောလိုက်ဒီလိုနီးနဲ့စီးုံပြီးတော့ဓာတ်ကိုရောက်နေတာသိအောက်တန်းကြတယ်လို့ကြားလားဒီမှာဦးမြတ်ဆက်ကရှင်ကျမမဆောင်ကားနဲ့နော်ကျင်းတော့အကျင်းတတ်ဘူးလားမင်းရပြစ်ပလို့ဓာတ်ကြတယ်ငါကလည်းကားပဲဘာမှတော့ဝင်ဘူးဟဲ့ဒီဝတ်စကားနားကြောင်ပြီးတော့မင်းဘောထလွေးမိတာစိတ်တောင်းပါနဲ့နော်စိတ်ဟိုတကယ်အဲ့ဒါဆိုကျွန်တော်ခွင့်ခွင့်လို့ဆရာကြီးကိုတိတိချင်းလိုက်လာတာပေါ့သားရဲ့ကဲဆရာကြီးမင်းဒီတိုင်းပညာလူအလွဲသုံးပြီးတော့လူစုတစ်ပြက်ကြီးပေါင်းပြီးမှဆိုလို့အမလီအခုတော့တိလိုက်ရပြီလက်မတင်လေးအမလီတော်သေးတာပေါ့ကွာကဲကဲလေးဦးလားရှင်ပြန်လိုက်တော့မလားရှင်ကပြောခဲ့တဲ့စကားတွေအတွက်ရှင်ဘယ်လိုတောင်းရှုံးပါလဲစန်ဒီမင်းတော်တော်ရှိမရှိတဲ့မိန်းမပဲမင်းငါရှိမှတော့ငါတပည့်ကိုဖျားရောက်တဲ့စကားတွေပြောနေတာထပ်ပြောလိုက်ငါဆိုးမဆိုးနဲ့နော်အားလေဒီလိုမိန်းမရဲ့စကားမျိုးတော့မယုံနဲ့မင်းဘာတော့မဲအမလီအားလေမင်းအမေနဲ့ဒီမလေးတီရီမျိုးစောင့်နေနော်အဲ့လိုက်ခဲ့နော်ဆန်ငါပြန်လိုက်တော့လိုက်နင်းနဲ့ငါနဲ့ကံမကုန်းတော့ပြန်ဆုံးရသေးတာပါ